မင်္ဂလာပါရှင်ဒီနေ့တော့အတစ်ထွက်ထားတဲ့ Oppo Find X9 Pro အကြောင်းလေးတေချာဆွေးနွေးကြည့်ကြအောင်လားဟုတ်ကဲ့ဒီဖုန်းမှာလူတွေအများဆုံးပြောနေကြတာကသူ့ရဲ့ battery ပဲ 7500 mAh ဆိုတော့တော်တော်ကြီးတယ်နော်ဟုတ်ကဲ့အဲ့ဒါကတကယ့်ကိုအဓိက highlight ပဲပြီးတော့ဟိုလေ200 megapixel telephone camera ဆိုတာလည်းပါသေးတယ်အဲ့ဒါလည်းစိတ်ဝင်စားစရာပဲဒီဖုန်းနဲ့ပတ်သက်ပြီးတော့နိပညာ review တွေ YouTube သုံးသပ်ချက်တွေနောက်ပြီး Reddit မှာဆွေးနွေးကြတာတွေအစုံပေါ့နော်အဲ့ဒါတွေကိုလေ့လာထားပါတယ်ဟုတ်ကဲ့ဆိုတော့ကဒီရမိတဲ့အများကြီးတွေကနေပေါ့လေဒီ Find X9 Pro ရဲ့အဓိကလောက်ဆောင်ချက်တွေတကယ် performance ကဘယ်လိုရှိလဲကင်မရာကတော့ဘယ်လောက်ကောင်းလဲအထူးသဖြင့်အဲ့ဒီ battery နိပညာတကိစ္စပေါ့ကြော်ညာထားတဲ့လောက်တကယ်ဟုတ်ရဲ့လားဟုတ်ကဲ့ဟုတ်အဲ့ဒါတွေကိုတေချာဆန်းစစ်ကြည့်မယ်ဟုတ်ကဲ့ကောင်းပြီဒါဆိုရင်ဆုံးဒီဇိုင်းပိုင်းကနေစလိုက်အောင် Oppo ကရင် Find X phone တွေတော့ကလို့ဘေးပေါင်ကွေ့မဟုတ်တော့ဘူးเนาะဟုတ်တယ်ဒီတစ်ခါ iPhone လို့ဖြစ်သွားတယ်ဘေးပေါင်ရောပြီးနောက်ရှင်ရောပြားသွားတယ်ပြားတော့ကန်ရတာအရင်လိုလက်ထဲမှာအံဝင်ခွင့်ကြမဖြစ်တော့ဘူးလို့တချို့ကပြောကြတယ်ဒါပေမဲ့ဒါပေမဲ့ဟိုကလေ premium ခံစားမှုတော့ပိုရတယ်လို့ဆိုရပြန်ရောကြည့်ရတာပိုလာသွားလို့ပါတုံးထားတဲ့ပစ္စည်းတွေကတော့ aluminum ဘေးပေါင်ပဲတုံးထားတယ်ကြောဘက်ကမန်ကိုတော့ matte finish နဲ့လုပ်ထားတာအဲ့ဒါလေးကောင်းတယ်matte ဆိုတော့လက်ရမထင်တော့ဘူးပေါ့ဟုတ်တယ်လက်ရတို့အစီတို့လုံးဝမထင်ဘူးအယောင်ကနှမျိုးလာတယ် silk white နဲ့ titanium chocolate ဆိုပြီး titanium chocolate ဆိုပေမဲ့တကယ် titanium တုံးထားတာတော့မဟုတ်ဘူးလားမဟုတ်ဘူးအယောင်ကိုပဲပြောတာနာမည်ကနည်းနည်းလက်စားနိုင်တယ်ရေဆိုခံဖုံးခံအဆင့်တွေကတော့ဘယ်လိုလဲ IP66 IP68 IP69 သုံးခုလုံးပါတယ်ဆိုတာကဟုတ်တယ်အဲ့ဒါတော်တော်လေးထူခြားတယ် IP68 ကရေရောက်ခဏနစ်မြုပ်လို့ရတာပေါ့ IP66 ကရေပြင်းပြင်းနဲ့ပတ်တာခံနိုင်တယ် IP69 ကြတော့ဟုတ်ကဲ့အပူချေမြင့်နဲ့ရေနွေးငွေနဲ့ဖြန်းတာတို့ဘာတို့ခံနိုင်တာဆိုတော့ဒီသုံးခုလုံးပါတာကတော်ယုံကြံယုံရေဆိုဖုံးဝင်တာလုံးဝစိတ်ပူစရာမလိုတော့ဘူးခိုင်ခံမှုပိုင်းကိုတော်တော်ဂရုစိုက်ထားပုံပဲအရွယ်စားက 8.25 millimeter 2V 224 grams ဆိုတော့ battery အကြီးကြီးထည့်ထားတာနဲ့ရင်တော့မဆိုးဘူးပြောရမယ်နော်ဟုတ်ကဲ့အထူကလက်ခံနိုင်တဲ့အတိုင်းတာမှာပဲရှိရယ်အလေးချိန်ကတော့နည်းနည်းရှိတာပေါ့ကင်လက်ရင်ကခိုင်ခိုင်မာမာကြီးခံစားရတယ်ဘေးဘက်ကခလုတ်တီမှာရောထူးခြားတာပါသေးလားsnap key ဆိုတာပါလာတယ် iPhone ရဲ့ action button လိုပဲကိုကြိုက်တဲ့ function သတ်မှတ်ထားလို့ရတယ်ဒါပေမဲ့ပါဖြစ်လဲရွေးစရာ function ကအများကြီးတော့မရှိသေးဘူးလောလောဆယ်နေနေကန့်သက်ထားတဲ့သိတယ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက quick button quick button အဲ့ဒါကကင်မရာအတွက်တီးသန့်လားဟုတ်တယ်ကင်မရာအတွက်တီးသန့်တယ်နှစ်ချက်နဲ့ရကင်မရာတန်းပွင့်တယ် shutter အဖြစ်လည်းသုံးလို့ရတယ်အကောင်းဆုံးကအဲ့ခလုတ်လေးကိုပို့ဆွဲပြီး zoom ချဲခြုံလို့ရတာဟဲဟုတ်လားအဲ့ဒါအဆင်ပြေမဲ့ပုံပဲJigstack Reviews လို့ channel လေးမှာဆို iPhone ရဲ့ camera button ထက်တောင်ပိုကောင်းတယ်ပို smooth ဖြစ်တယ်လို့ပြောထားတယ် touch sensitivity တောင်းတယ်ပေါ့တော်တော်မိုက်တာပဲ iPhone 6က idea ယူပြီးပိုကောင်းအောင်လုပ်ရတဲ့သဘောပေါ့နော်ဟုတ်တယ်အဲ့လိုမျိုးပြောနိုင်တယ်ကဲ display ဘက်ကိုဆက်သွားရအောင် 6.78 လက်မ LTPO AMOLED ဆိုတော့အရေးသွေးပါတော့ကောင်းမှသိချပါတယ်ဟုတ်ကဲ့ resolution ကလည်း 1272x2772 ဆိုတော့တော်တော်ကြီးနေတယ်120Hz adaptive refresh rate ဆိုတော့adaptive ဆိုတော့သူကလိုအပ်တယ်လို့အတိုးညော်လုပ်ပေးမှာပေါ့မှန်ပါတယ် LTPO ရဲ့အားတာချက်ကအဲ့ဒါပဲ1Hz ကနေ 120Hz အထိအခြေအနေပေါ်မူတည်ပြီးပြောင်းပြီးတော့ battery လည်းပိုခံတယ် game ဆိုရင် video ကြည့်တော့ 120Hz နဲ့ဆိုတော့ချောမွေနေတာပေါ့အလင်းမော်ပါတော့3600 nits အထိရတယ်ဆိုတော့နေပူထဲမှာပါတုံးလို့ရအောင်တေချပါတယ်အမြင့်ဆုံးအလျားကအရန်ကောင်းတယ်နေအောင်တက်ရိုက်အောက်မှာတော့ရှင်းနေတာပဲအနည်းဆုံးက1 nit ဆိုတော့ညဘက်အမောင်လည်းကြည့်ရင်လည်းမျက်စိမကျိန်းတော့ဘူးအဲ့ဒါအရေးကြီးတယ် HDR10+ Dolby Vision လည်းပါတယ်ဆိုတော့အယောင်အသွေးရောပြောစရာမရှိတော့ပါဘူးဟုတ်ကဲ့ contrast ရောအယောင်ဆိုပြမှုရောအကုန်ကောင်းပါတယ်တခြား feature အနေနဲ့2160Hz PWM dimming ပါတော့မျက်စိညောင်းတာတတ်တာစေတယ်လက်ပွေရစနစ်ကတော့အဲ့ဒါက 3D ultrasonic sensor သုံးထားတယ် review တွေမှာတော့တော်တော်လေးမြန်တယ်တိကျတယ်လို့ချီးကျူးကြတယ်လက်နဲ့ဆိုနေတော့လို့လုပ်တယ်ဆိုပဲဟုတ်ပြီ
အပြင်ပန်းကတော့တင်တော်ဝေးတည်ဆောင်တယ်လို့ပဲအတွင်းပိုင်းစွမ်းဆောင်ရေးဘက်ကိုကြည့်ကြရအောင် MediaTek Dimensity 9500 chipset နော် ဟုတ်ပါတယ် 3nm နီးပညာနဲ့လာတာ MediaTek ရဲ့အမြင့်ဆုံး chipset တွေထဲကတစ်ခုပဲ CPU ရော GPU ရော performance ကောင်းပါတယ် RAM နဲ့ storage ကတော့ နိုင်ငံတကာ model မှာ RAM 16GB LPDDR5X storage 512GB UFS 4.1 က standard လာတာဒီဇေတာအထတော်ရက်ရောတွေပြောရမယ် benchmark ရလက်တွေကကောင်းနေဆိုပြီးမြဲလေတကယ်သုံးတဲ့အခါမှာ performance ကြတာမျိုးရှိလား ဒီနေရာမှာ GSM Arena လို review တွေကထောက်ပြထားတာကခုရှိတယ် benchmark score တွေကကောင်းတယ်အထူးသဖြင့် graphics နဲ့ ray tracing ပိုင်းမှာပေါ့ဒါပေမဲ့ ဟုတ်ကဲ့ CPU stress test လိုမျိုးအချိန်ကြာကြာဖြည့်သုံးတဲ့အခါမှာ performance ကတိတိတာတာကျသွားတယ်တဲ့ throttling ထိတာပေါ့မူလစွမ်းဆောင်ရည်ရဲ့တော့လောက်ထိတောင်ကျသွားပြီးကြာကြာထိမထားနိုင်ဘူးလို့ဆိုတယ်ဟုတ်ပြန်တော့ ဟင်ဘယ်လိုဖြစ်တာလဲ သူတို့က vapor chamber အကြီးသုံးထားတော့အေးပေးစနစ်ကကောင်းပါတယ်ဒါပေမဲ့ GSA Arena စမ်းသပ်တယ်လို့အလွန်အမြင့်ဖြည့်သုံးတဲ့အခြေအနေဆိုရင်တော့ throttling ကရှိနိုင်တယ်ပေါ့နေ့စဉ်တာမန်သုံးတာလောက်ကတော့ပြဿနာမရှိတော့ပါဘူး software ပိုင်းကတော့ ColorOS 16 Android 16အခြေခံဆိုတော့ ဟုတ်တယ် ColorOS ကရေပွေးချောင်းမွေတယ် customize လုပ်စရာတွေလည်းများတယ် lock screen ပုံစံတစ်တဲ့ folder အကြီးတွေကိုရွေးစားပြောင်းလို့ရတာတွေပါလာတယ် dynamic island လိုမျိုး feature လည်းပါတယ်ဆို ဟုတ်တယ် notification bar မှာအချက်လန်လေးတွေပြတာပေါ့နောက်ပြီး motion cue ဆိုတာကကားမူတတ်တဲ့သူတွေအတွက် screen ပေါ်မှာလှုပ်ရှားမှုလေးတွေနဲ့မူတာတတ်တာအောင်လုံးပေးတယ်လို့ဆိုတယ် AI feature တွေကတော့ဘယ်လောက်စုံလဲ Oppo က AI ကိုတော်တော်အားစိုက်ထားပုံရတယ် AI Mindspace ဆိုတာက screenshot တွေ voice note တွေကို chatbot လို့ပြန်ပြီးလို့ရတာမျိုး Google Gemini လည်းပါလာတယ်တပ်ပုံထဲကမလိုတာဖက်တဲ့ AI eraser တို့ပုံပြန်ညှိပေးတဲ့ AI recompose တို့အဆုံးမဲ့ AI ကတော့ခုခေတ်စားနေတာကို O+ Connect ဆိုတာကကွန်ပျူတာနဲ့ချိန်တာလား ဟုတ်ပါတယ် Mac ရော Windows နဲ့မှာချိန်ပြီး file transfer လုပ်တာ phone app တွေကိုကွန်ပျူတာမှာသုံးတာတွေလုပ်နိုင်တယ်နောက်ပြီး Apple Watch နဲ့ချိန်လို့ရမယ်ဆိုတဲ့အစီအစဉ်လည်းရှိလေကြားတယ် ဟာတကယ်လား Android phone က Apple Watch နဲ့ချိန်လို့ရမှာလား Oppo ကတော့အဲ့လိုကြီးညာထားတာပဲတကယ်ဖြစ်လာရင်တော့ဒါပထမဆုံးဖြစ်မယ်တော်တော်စိတ်ဝင်စားစရာကောင်းတယ်စောင့်ကြည့်ရမှာပေါ့မမေအရင်ဆုံး main camera ကိုရင်ပြောရအောင် 50MP Sony LYT828 sensor ထုံးထားတယ် sensor ရွယ်စား 1.28 လက်မဆိုတော့အကြီးကြီးပဲ f1.5 aperture နဲ့ဆိုတော့အလင်းဝင်ကောင်းတယ် ငေးရောညပါအရေးသွေးကောင်းတယ်လို့ဆိုကြတယ်နော် ဟုတ်ကဲ့ dynamic range ကောင်းတယ်အယောင်တွေးဆိုတယ်ဒါပေမဲ့တချို့ review တွေမှာတရွက်လိုမျိုး detail များတဲ့နေရာတွေမှာ AI ကနည်းနည်း over process လုပ်တယ်လို့ဖြစ်တတ်တယ်လို့ထောက်ပြတာလေးတော့ရှိတယ် ဟုတ်ပြီကဲအဓိကဇက်လိုက် 200MP telephoto camera 3x optical zoom ကတကယ်ကောင်းလား ဒီ camera က Samsung HP5 sensor 200MP ပါ 70mm focal length နဲ့ 3x optical zoom များတယ် f2.1 aperture နဲ့ review များစုကတော့နေရောညပါ 3x zoom အရေးတွေကအထူးကောင်းတယ်လို့တနည်းတညက်တီးပြောချတယ် detail ရအယောင်ရောကောင်းတယ် Oppo က lossless 13.2x zoom လို့ကြော်ညာထားလာကကော ဒါတော့ကြော်ညာစကားလုံးပေါ့လေလက်တွေ့မှာတော့ 6x zoom လို့အထက်ကတော်တော်လေးကောင်းကောင်းရတယ်အဲ့ထက်ကြော်သွားရင်တော့အရေးတွေနည်းနည်းကြာလာပြီ ဒီ telephoto camera မှာတကယ်အန်တော့ဆရာကောင်းတာက macro ဓာတ်ပုံတွေလို့ကြားတယ်ဟုတ်လား အဲ့ဒါတကယ်ဟုတ်တယ်ဒီ 200MP camera ကလေ 9cm အနီးကတည်းက focus ဖန်နိုင်တယ်ဆိုတော့ပန်းပွင့်လေးတွေ insert လေးတွေကိုအရင် focus ချက်ပြီးနောက်ခန့်ဝါဝါလေးနဲ့တော်တော်လောက်အောင်ရိုက်လို့ရတယ် ဟဲ့ macro camera တီးတာမလို့တော့ဘူးပေါ့ ဟုတ်တယ်တချို့ review တွေမှာဆိုတီးသား macro camera တွေထက်တောင်ပိုကောင်းတယ်လို့ချီးကျူးထားတယ်ဒါကတကယ်အားသာချက်ပဲ ultra wide နဲ့ selfie camera တွေကတော့ ultra wide က 50MP Samsung GN5 sensor ပါနေဘက်မှာကောင်းတယ်ညာဘက်တော့အလဲလက်ပေါ့ selfie ကလည်း 50MP GN5 ပဲဒီတစ်ခါ auto focus ပါလာတာကောင်းတယ်အရင်ကတိုးတက်လာတာ true color sensor ဆိုတာကတော့ဘာလို့ပြီးတာလဲ အဲ့ဒါကအလင်းရောက်အခြေအနေမျိုးမှာအယောင်တွေပိုပြီးတိကျမှန်ကန်အောင်ကူညီပေးတာပါ ဗီဒီယိုပိုင်းမှာတော့ 4K 120fps ဆိုတာ main နဲ့ telephoto နှစ်ခုလုံးရတာလား ဟုတ်တယ် main ရော telephoto ရော 4K 120fps ရတယ် ultra wide နဲ့ selfie ရ 4K 60fps ရတယ် Dolby Vision HD ရပါတယ် raw format လည်းပါတယ် stabilization လည်းကောင်းတယ်ဒါပေမဲ့ ဘာဖြစ်ပြန်ပြီလဲ GS Arena လို့ review တွေကထောက်ပြတာက 2x zoom နဲ့ video ရိုက်ရင်ပုံရိပ်ကဝါပြီးအရေးသွေးကျသွားတယ်တဲ့ဒါက
ရင် Find X Pro တုံးကလည်းဒီပြဿနာရှိခဲ့ပြီးဒီတော့မှလည်းတိတိတသားမတိုးတက်လာသေးဘူးဆိုပြီးပြောတယ် ဒါကတော့အားနည်းချက်တစ်ခုပဲပေါ့နော်ဟို Hasselblad teleconverter kit ဆိုတာကတော့တက်လိုက်ရင် zoom ရန်ကောင်းသွားတယ်ဆို အဲ့ဒါကတိတန့်ဝယ်ရတဲ့ဆက်ဆက်ပစ္စည်းဖုန်းကဘာမှာဝက်ဦးလဲနဲ့တက်ရတဲ့ lens extender ပေါ့ 200MP telephoto ပေါ်တက်လိုက်ရင် optical zoom ကို 3.2x ထပ်မြင်ပေးတာဆိုတော့ 10x optical နဲ့တူတဲ့အရေးတွေးလောက်ရနိုင်တယ်လို့ကြော်ရတာ လက်တွေ့မှာတော့အဆင်ပြေလား Tech radar ကဖြာခိုင်တုံဒီကြည့်ရင်တော့ zoom မြေတွေကတိတိတသားကောင်းလာတာမှန်တယ်ဒါပေမဲ့အဲ့ဒီ kit ကိုတက်ထားရင်ဖုန်းကပို့ထူပြီးလေးသွားမယ်ပြီးတော့ main နဲ့ ultra wide camera တွေတုံးလို့မရတော့ဘူး telephoto တစ်ခုပဲတုံးလို့ရမှာ အေးဟုတ်လား ဟုတ်တယ်ဆိုတော့တကယ် zoom အဝေးကြီးဆွဲကျင်တဲ့အခါမျိုးတက်ပဲတင်းတော့မယ်နေ့စဉ်သုံးဖို့လို့နည်းနည်းလှုပ်ရှုပ်တယ် ဒါဆိုကင်မရာကိုခြုံပြောရင်ပြိုင်ဘက် flagship တွေနဲ့ရှင်းနိုင်လား ရေးပြအဖြစ်လို့ရှင်းနိုင်ပါတယ်အထူးသဖြင့် 3x zoom နဲ့ macro မှာပိုတော့တာနိုင်တယ်ဒါပေမဲ့ခုနကပြောတဲ့ 2x video zoom ပြဿနာ AI processing နဲ့များတာညာဘက်မီးအောင် white balance လဲတက်တာမျိုးအဲ့လိုအားနည်းချက်လေးတွေတော့ရှိနေတော့မယ် နောက်ထပ်လေးက highlight fit တဲ့ battery နဲ့အားသွင်းစနစ်ကိုတွားလိုက်အောင်7500 milliamp ဆိုတာတကယ်ကို wow ပဲဒီလောက်ကြည့်တယ်ပဲလို့နီးပညာနဲ့လုပ်ထားတာလဲ ဒါကတကယ်ကိုဒီဖုန်းရဲ့ selling point ပဲ Oppo ရဲ့တတိယမျိုးစံ silicon carbon battery နီးပညာထုံးထားတာအဓိကစွမ်းရည်တိတ်သေးစား energy density အယံမြင့်တာပဲ တိတ်တဲ့စားမြင့်တော့နေရာနည်းနည်းနဲ့စွမ်းရည်များများတိုးလောင်လိုက်တာပေါ့ ဟုတ်ပါတယ်ပုံမှန် lithium ion battery တွေထဲအရွယ်စားတူရင်တောင် capacity ပိုများများရတယ်ဒါကြောင့် battery အကြီးကြီးဖြစ်ပေမဲ့ဖုန်းကအများကြီးထူမတော့တာ ကြာရှည်ခံမှုကတော့9နှစ်အထိ 80% health ကျမ်းမဲလုံးအာမခံထားရဲဆို ဟုတ်တယ်အဲ့ဒါက charge cycle အကျဉ်1600လောက်အထိခံနိုင်တယ်လို့ဆိုလိုတာရင်ကတဲ့ cycle 400လောက်ပိုခံတယ်ပေါ့ဒါတော်တော်လေးကောင်းတဲ့အချက်ပဲ လက်တူအတုံးခံမှုကတော့ဘယ်လိုလဲ review တွေကဘာပြောကြလဲ အားလုံးကတော့တငိချင်းညွန်တီချီကျူးကြတယ်တကယ်ကိုကြာခံတယ် Tom Scott ရဲ့ YouTube ကြည့်တဲ့ test မှာဆိုအကောင်းဆုံးရလိုက်ရတယ်တဲ့ Techspert ကဆိုပုံမှန်တုံးရင်2ရက်ကအေးစေးပဲ ဟဲနှစ်ရက်တောင် ဟုတ်တယ်အရန် heavy တုံးတဲ့နေအောင် 2% အောက်ကိုမှကြတယ်လောက်ပဲတဲ့သူကိုယ်တိုင် vlog တွေပါတယ်ရိုက်တဲ့နေ့ 4K ဗီဒီယိုတနားရီကျော်လောက်ရိုက်တာတော့ညနေပိုင်းမှာ20-25% ကျန်သေးတယ်ဆိုပဲ တော်တော်ကောင်းတာပဲဂိမ်းဆော့ရင်ရော ဂင်းဆိုရင်လည်း setting အမြင့်ဆုံးနဲ့6နိုင်နီးပါး set တိုက်ဆွန့်နိုင်တယ်လို့ဆိုတယ်ဒါကတော့လက်ရှိဖုန်းတွေထဲမှာတကယ်ထိတ်တန်းပဲ အားသွင်းစနစ်က80 watt wire charging ဆိုတော့မြန်မှာပေါ့ဒါပေမဲ့အားသွင်းကောင်းမပေါ့ဆို ဟုတ်တယ်အဲ့ဒါလေးတစ်ခုပဲ80 watt wire 50 watt wireless 10 watt reverse wireless အကုန်ပါတယ်ဒါပေမဲ့အားသွင်းခေါင်းကတော့တဘာဝပတ်ဝန်းကျင်အကြောင်းပြရနေမထည့်ပြီးတော့ဘူး ဒါပေမဲ့တခြား charger နဲ့တွင်းလို့ရတယ်မို့လား ရပါတယ်55 watt အထိထောက်ပံ့တဲ့တခြား USB PD ဒါမှမဟုတ် PPS charger တွေနဲ့လည်းအမြန်နှုန်းကောင်းကောင်းနဲ့တွင်းလို့ရတယ်ကိုယ်မှရှိပြီးသားဆိုအဆင်ပြေတာဟုတ်နောက်တဲ့ထူးခြားတာက -20 degree Celsius လောက်အေးခဲနေတဲ့အပူချိန်မှာတော့အလို့လုံးနိုင်နေဆိုတာပဲ အေးတဲ့နိုင်ငံနေအဆင်ပြေတာပေါ့ Reddit မှာဒီ battery ပမာဏနဲ့ပတ်သက်ပြီးငင်းခေါ်နေကြရဲဆို ဟုတ်တယ်နိပညာသမားနဲ့ကြားတယ်မှာပေါ့လေကြော်ညာထားတဲ့7500 mAh ပြည့်ကိုတုံးလို့ရလားဒါမှမဟုတ် battery သက်တမ်းပိုခံအောင်လို့ capacity ရဲ့တစ်စိတ်တစ်ပိုင်းဥပမာ 90-93% လောက်ကိုပဲ software ကတုံးခွန်ပေးခါသလားဆိုပြီးဆွေးနွေးနေကြတယ် အော် battery ကြာခံအောင်ကန်တက်ထားတာမျိုးလားပေါ့ ဟုတ်တယ်ဒါက silicon carbon battery ရဲ့တဘာဝလား lithium ion နေမှလည်းဒီလိုလုပ်တာလားဆိုပြီးပြောနေကြတယ်ဘယ်လိုပဲဖြစ်ဖြစ်လက်တွေ့မှာတော့တော်တော်ခန့်နေဆိုတော့တော့အားလုံးသဘောတူကြပါတယ် ဒီလောက်ကောင်းကွက်တွေမျောတဲ့ဖုန်းရဲ့အဓိကအားနည်းချက်ကအမေရိကန်မှာမရောင်းတာပဲလား ဒါကတကယ်ကိုကြီးမားတဲ့အားနည်းချက်ပဲ US မှာတရားဝင်မရောင်းဘူး UK မှာတော့ 16GB 512GB model ကိုပေါင်7300နီးပါ Australia မှာဆို$1300နီးပါ Aussie dollar $2299 ကျတယ် ဈေးကတော့ flagship ဈေးပေါ့နော်ပြိုင်ဘက်တွေနဲ့ရှင်ရတော့ 17 Pro Max တို့ Galaxy S25 Ultra တို့ Pixel 10 Pro XL တို့နဲ့ရှင်အပြိုင်ရန်ဆိုင်ဖြစ်တဲ့ဈေးလို့ဆိုပါတယ်ရလာတဲ့ spec တွေ battery camera RAM storage တွေနဲ့ကြည့်ရင်တန်တယ်လို့ပြောနိုင်တယ်ဒါပေမဲ့ US မှာမရတာကတော့ ဟုတ်တယ် US က market အကြီးကြီးကိုကဲဒါရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနည်းချုပ်ရရင် Oppo 5X9 Pro ရဲ့အဓိကအားသက်ချက်တွေကတော့ပြောစရာမလိုအောင်ကောင်းတဲ့ battery သက်တမ်း ဟုတ်ကဲ့
တကက်ကိုမယုံနိုင်စရာပဲ ပြီးတော့အရေးသွေးမြင့်တီဘတ်စုံတုံးလို့ရတဲ့ camera zoom အထူးသဖြင့် 3x နဲ့ macro ကအရန်ကောင်းတယ် မှန်ပါတယ် မျက်နှာပြင်ကလည်းလှပတာပါတယ်နေ့စဉ်သုံးအတွက် performance ကလည်းလုံလောက်တယ် ဟုတ်ကဲ့အားနဲ့ချက်အနေနဲ့ပြန်ကြည့်ရင်တော့အဓိကက US မှာတရားဝင်မရတာပေါ့ပြီးတော့ဘူးထဲမှာအားသွင်းကောင်းမယ်ပါလား နောက်ပြီးအချင်းကြအရန်ဖြီသုံးရင် throttling ဖြူနိုင်ချေရှိတာ ဟုတ်တယ်ပြီးတော့ကင်မရာမှာ 2x zoom နဲ့ဗီဒီယိုရိုက်ရင်ရေတွေးချဲရတာမျိုးလေးတွေပေါ့ ကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုပေါ့နော်ဒီလို battery အကြီးကြီးတွေ 200MP လို camera spec အမြင့်ကြီးတွေအသားပေးထုံးလာတဲ့ဖုန်းတွေကလေ US အခြေစိုက်ကုမ္ပဏီကြီးတွေထက်တခြားအာရှကုမ္ပဏီတွေကဥဆောင်နေတဲ့ trend တွေတစ်ခုဖြစ်လာနိုင်မလား ဟုတ်ဒါမှမဟုတ်ဒါတွေက Apple Samsung တို့ရဲ့လူသုံးများတဲ့ဖုန်းတွေနဲ့ရှိရင်ဤပညာကိုအရင်စိတ်ဝင်စားတဲ့ tech ဝါသနာဦးတွေအထက်ပဲဒီတဲ့ဆွဲဆောင်မှုရှိတဲ့ niche market အဖြစ်ပဲဆက်သွားနေဦးမလား အဲ့ဒါကတော့စိတ်ဝင်စားစရာမေးခွန်းပဲနော်နောက်လာမယ့် smartphone လောကရဲ့အပြောင်းအလဲကိုစောင့်ကြည့်ရမှာပဲ ဟုတ်ကဲ့တကယ်စောင့်ကြည့်ရမယ့်အချက်တစ်ခုပါပဲ